မင်္ဂလာပါပေးအိတ်သက်ကြီးဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကတော့ကမ္ဘာပေါ်ကိုအာကာသယာဉ်တစ်စင်းမေလ10ရက်နေ့မှာပြတ်ကျလာဖို့ရှိနေတယ်ဆိုတဲ့သတင်းပါဆိုဗီယက်ခေတ်ကလေးကရှိနေတဲ့အာကာသယာဉ်တစ်စင်းဟာကမ္ဘာမြေပေါ်ကိုအထိန်ကွန်မဲ့ပြုတ်ကျလာဖို့ရှိနေပါတယ်နိုင်ငံတကာသတင်းတွေရဲ့ဖော်ပြချက်မှာတော့အဲ့ဒီအာကာသယာဉ်ကြီးကို Cosmos 482လို့နာမည်ပေးထားပြီးအစကတော့အဲ့ဒီယာဉ်ဟာတောက်ကြဂျိုပေါ်မှာဆင်းသက်ဖို့ရည်ရွယ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအာကာသယာဉ်ကိုဆိုဗီယက်ပြည်ထောင်စုက1982ခုနှစ်မှာလွှတ်တင်ခဲ့တာဖြစ်ပြီးတောက်ကြဂျိုမစ်ရှင်တွေကတစ်ခုဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီယာဉ်ဟာချွတ်ယွင်းချက်တစ်ခုကြောင့်ကမ္ဘာဂျိုကိုဘဲဥပုံလမ်းကြောင်းနဲ့နှိမ့်ကျလေပတ်ခဲ့တာ53နှစ်ရှိသွားပြီလို့သတင်းတွေကဖော်ပြပါတယ်။တန်ချိန်တစ်ဝက်လောက်ရှိတဲ့အဲ့ဒီ Cosmos 482 ယာဉ်ကြီးဟာဘယ်ချိန်ကမ္ဘာမြေပေါ်ကိုပြတ်ကျလာမလဲဆိုတာတိတိကျကျမသိရသေးပေမဲ့ကမ္ဘာပေါ်ကိုပြတ်ကျလာဖို့ကတော့သေချာနေပါတယ်။သိပ္ပံပညာရှင်တွေကတော့ဒီအာကာသယာဉ်ကမ္ဘာမြေပေါ်ကိုကျလာရင်ထိခိုက်မှုရှိမရှိလေးကွန်းတွေအပေါ်မှာတော့လူသားတွေအတွက်စိုးရိမ်စရာမရှိဘူးလို့ကနဦးအသိပေးထားပါတယ်။အာကာသယာဉ်ဟာသမုဒ္ဒရာတွေကိုပြတ်ကျသွားဖို့အလားအလာရှိနေလို့ပါအချိန်တိတိကျကျမသိရသေးပေမဲ့လာမယ့်မေလ10ရက်နေ့လောက်မှာပြတ်ကျလာဖို့ရှိနေတယ်လို့ခန့်မှန်းထားကြပါတယ်။